Hello အားလုံးပဲမင်္ဂလာပါ Faki Toy Gaming Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုမတင်တာတော့တစ်ပတ်နှစ်ပတ်လောက်ရှိပြီဘာလို့မတင်တာလဲဆိုတော့ကျွန်တော်မက်ခရိုဖြတ်ပြီးတဲ့ကကျွန်တော် game မစော့ကျင်တော့ဘူးပေါ့နော်အကြောင်းမို့ကျွန်တော်မတင်ဖြစ်သေးရပါကျွန်တော်လည်းဒီနေ့ GTA 5ထဲမှာဘာမှလုပ်စားမရှိတော့ပြင်းနေရတဲ့တာဝေါ်တက်ပြီးတော့လီချွေးတောက်ခုံမယ်ခင်ဗျာအလုံးပဲတူတူလိုက်ကြည့်ပေးကြပါဦးโอเคကျွန်တော်တို့စားထွက်ပါပြီခင်ဗျာကားပေါ်တက်ပြီးသွားကြမယ်အေးတိုက်တော့ပဲတပင်ယူတို့ကျွန်တော်ရဲ့ကားမောက်စကေးကိုရှို့ပါကြည့်မတိုက်ပြီကျွန်တော်ရဲ့ကားမောက်စကေးကဘယ်တော့မှမကြဆင်းဘူးပေါ့နော်တိုးလဲတိုးတက်မလာဘူးကြာလဲမကြပါဘူးโอเคကျွန်တော်တို့အရှိဆိုရောက်တော့ပါပဲခင်ဗျာနေဒီပဲလူတော့တယ်ရောက်ပါပြီကားဘာမှထိုးရမှာတော့တရားဒီဆေးရမှာလားအော်ဝတ်မှာ sorry ကျွန်တော်ကောက်လဲကြည့်ဦးမကြည့် oh my god ရောက်ဒီဘွားကြီးကဘာတော့မူးနေရတာဇပင်ကလည်းအစိမ်းရောင်လို့အစိမ်းနှရောက်လို့ကျွန်တော်ဟိုကသွားစီးပြီးတော့တာဘော်တက်မယ်ဟိုဒီမှာလည်းစပိန်ကြီးရှိရကျွန်တော် GTA5 မစောက်ရင်တော့အဲ့စပိန်ဆောင်ရေးစီစဉ်တာဥတော့မရှိစင်တော့ဒါကျွန်တော်တက်မယ်ပြီးတက်မယ်တက်ဟိုလေကားလာပါတယ်အဲ့ဒါစောက်အောင်မထင်နဲ့ကျွန်တော်ထင်တယ်တို့ကချက်ချင်းမလာဘူးအော်ဟုတ်တာပေါ့ထင်တယ်အတိုင်းပဲစောက်အောင်ခဏလောက်စောက်လိုက်ပါဦးမမဟိုကလာပြီဘလူးစီရတော့လောက်ကြပါဦးဘလူးစီရတော့ဘာလည်းမနိုင်လို့မရအောင်ပေါ်လာပြီရပြီသွားမယ် let's go တို့တော့စတက်ပါပြီအိုးကျွန်တော်တို့ရောက်ပြီပေါ့နော်အဲ့ရောက်ကားစီးရတော်တော်ကြာသွားတာပဲမိုးတော့ချိုးသွားရဲ့ချင်းကျွန်တော်မိုးချိုးနဲ့ခုတ်ချိုင်နေကျွန်တော်အကုန်လုံးအုပ်ဆက်တွေပွဲကုန်မှာမရအောင်ဒီမှာလေဒီမပါလာဘူးဒီမှာလေဒီတခုချီယူလိုက်အောင်ရဒီဘက်တော့တပုတ်ရိုက်နေရတယ်တပုတ်ရိုက်ကောင်းလားဟောလှရတော့တော်တော်လှတယ်နှိုးရဲ့မျိုးကအထဲဘက်မှာလှတယ်အပြင်ဘက်မှာလည်းလှတယ်မျိုးပြပါဆိုမျိုးထဲမှာဆိုပိုးလှတယ်မျိုးပြတိတ်မလှဘူးဟိုတပုတ်ရိုက်လိုက်ပါဦးတပုတ်ရိုက်ပါဆိုဘာယူသွားနှိပ်တာတော့ဝက်ဆိုက်တွေကိုတွိုင်းဝင်နေတဲ့လောက်ကြအောင်ကင်မရာထုတ်ကင်မရာโอเคရပြီရိုက်မယ်အောင်လဲဆွဲအောင်ဥပမာရေအများကြီးပဲနော်ရိုက်တာပါနဲ့ရိုက်တာအေးနဲ့လားဟုတ်တယ်အေးနဲ့ဟောတာဘက်လဲတာကြီးအေးနဲ့ရိုက်မီးရောက်စုံနဲ့တော်တော်လှရဲတွေ့လားလုံးမြန်မာနိုင်ငံရလို့မဟုတ်ဘူးအစဲ4နာရီမီးလာတာဒီနိုင်ငံကရောက်တော့ဆိုင်နဲ့တက်တာလားဟာ what ဘလို့ကြီး
ဟုတ်ဒီဘက်မှာလည်းလှတယ်ထည့်ရလိုက်အောင်check အိုးရပါပြီအိတ်လိုက်โอเคလာဗျာကျွန်တော်တို့မစောင်းတော့ဘူးလေဒီခုံတော့မယ်လေဒီမနေ့မိုးလေးဒီစောက်ရတာအကြာကြီးပဲ let's go လာခုံမယ်ဘာတော့ကျွန်တော်ကတော့ recorder software ထဲကိုရောက်သွားတာဗျာကျွန်တော်တေးသွားတယ်တဲ့အိုးကျွန်တော်ဒီ video လေးကတော့ဒီလောက်ပဲထည့်တယ်ဟိုနောက် video ကြမှာပြန်တွေ့ရအောင်မယ်လာကျွန်တော် APM ပဲတက်စီကားလိုက်မယ်ယောက်ျားလိုက်လားအိုးရောက်ပြီလား sorry ညမမြူ let's go အေးပဲမောက်ပလိုက်တော့အိမ်ပဲပြန်ပါโอเคကျွန်တော်တို့အိမ်တော့ပြန်ရောက်လာပြီတော့ဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲတောင်းနောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ bye bye ပါ